ကဲအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရောက်ရှိနေတာတော့ကျွန်တော်တို့ဒေသမှာစိုက်ပျိုးတဲ့တခွားဘရင်ရဲ့ site ကိုရောက်ရှိနေတာဖြစ်ပါတယ်ဗျာတခွားဘရင်ကဆိုလို့ချင်းဖြစ်ဒီနေ့မှာဆိုလို့ချင်းတော့ဗောနော်သူ့ရဲ့ညီကိုမောင်နှမအားလုံးကိုဗောနော်မိတ်ဆွေအလုပ်သမားတွေအားလုံးကိုခောက်ဆွဲကြော်နဲ့ကျွေးတာပါဗျာခောက်ဆွဲကြော်ရတော့ကျွန်တော်နည်းနည်းနောက်ကျသွားလို့ခောက်ဆွဲကြော်ကျွေးထားတဲ့ဒါတည်ဖြစ်ပါတယ်ခင်ဗျာသူတို့စားတောက်နေတဲ့ပကံလေးတွေလည်းကျွန်တော်အထူးဆန်းပြချင်တာဗျာဒါပေမဲ့ကျွန်တော်နည်းနည်းနောက်ကျသွားတယ်ဗျာကဲဒီဘက်ကိုလိုက်ကြည့်ပေးပါဗျာဒါကတော့သူ့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေပါဗျာတခွားဆိုင်မှာတော့အားပေးနေတဲ့ကျွန်တော်ရဲ့ညီကိုအမားတွေဖြစ်ပါတယ်ဗျာကဲဒါကတော့ကျွန်တော်တို့ဒေတာမှာဆိုလို့ချင်းမနက်ခင်းအလုပ်လုပ်ပြီးတော့ဗောနော်မျိုးနေထားလို့ချင်းဒါ breakfast သုံးဆောင်နေတာဖြစ်ပါတယ်ခင်ဗျာဒီလိုသုံးဆောင်နေတာဖြစ်ပါတယ်ဒါကိုကျွန်တော်တိတ်မိတ်ဆွေတွေအားလုံးသိရှိအောင်ကျွန်တော်နေမျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့တခွားဘရင်ကဘလို့တွေစိုက်ပျိုးထားတယ်ဆိုတော့ကျွန်တော်လည်းတူတခွားခင်းကိုလိုက်ကြည့်ပေးပါဗျာကဲဒါဆိုလို့ချင်းပေါ့ဗျာဆွမ်းနာတခွားဘရင်စိုက်ပျိုးထားတဲ့တခွားခင်းကိုတွေ့ရှိအောင်ကျွန်တော်နေတယ်ကျွန်တော်မိတ်ဆွေများကိုပြသပေးခြင်းဖြစ်ပါတယ်ခင်ဗျာကဲကိုတော်ဝင်ကြီးကဲကျွန်တော်တို့တခွားဘရင်ကတော့တခွားလေးကလည်းအများကြီးအကျယ်ကြီးစိုက်ပျိုးထားတဲ့ဆိုတာကိုကျွန်တော်မိတ်ဆွေတွေအားလုံးသိရှိအောင်နဲ့ကိုတော်ဝင်တို့မြင်တွေ့အောင်ကျွန်တော်အနေနဲ့ပြသပေးခြင်းဖြစ်ပါတယ်ခင်ဗျာခုဒါကဆိုလို့ကျွန်တော်တို့တခွားဘရင်ကနေပြီးတော့သူ့ရဲ့အလုပ်သမားတွေနဲ့ပေါ့နော်တခွားသီးကိုအတီးခွဲပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာဒီခုလိုအတီးခွဲပေးထားကမှကျွန်တော်တို့ဒီမှာတစ်လုံးနှုတ်နဲ့မွေးမြူထားခြင်းဖြစ်ပါတယ်ခင်ဗျာကဲခုလိုနေထားဆိုလို့ချင်းတော့ပေါ့ဗျာခုလိုနေထားစိုက်ပျိုးထားပြီးအနေထားဆိုလို့ချင်းဒီလိုအနေထားတွေကိုအခုရရှိထားပြီးဖြစ်ပါတယ်ဗျာဒီမှာပင်တိုင်းမှာကျွန်တော်တို့တစ်လုံးပဲမွေးမြူထားတယ်ဖြစ်ပါတယ်ခင်ဗျာဒီတခွားကတော့ကျွန်တော်တို့ရွှေတခွားဖြစ်ပါတယ်ခင်ဗျာရွှေတခွားကိုဒါကျွန်တော်တို့ဧကအကျယ်ကြီးစိုက်ပျိုးထားခြင်းဖြစ်ပါတယ်ဗျာစိုက်ပျိုးထားတဲ့နေထားဆိုတော့အခုကျွန်တော်တို့လူတရနီးပါးလောက်ကိုရှိပါတယ်ခင်ဗျာနော်ဒီအတီးအခုအတီးခွဲပြီးကာလာဖြစ်တဲ့အတွက်နောက်မကြခင်ကာလမှာအတီးကောင်းကောင်းရရှိလာတော့မှာဖြစ်ပါတယ်ခင်ဗျာဒါကိုကျွန်တော်မိတ်ဆွေတွေအားလုံးသိရှိအောင်ကျွန်တော်အနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျွန်တော်နှုတ်ဆက်ပါတယ်ခင်ဗျာ